ကိုမေဆောင်ခွင့်ပြုနောက်ပြီးတော့ဗျာဟိုဟာစောင်းနှင်းရာဒီမှာဗျာဦးစင်းတွေတချို့ဦးစင်းတွေကြောက်လဲလူပဝါတွေအနှွေးတွေဝှက်ကြတယ်ဗျာတချို့ဆရာတော်တွေကြောက်လဲမဝှက်ကြဘူးဗျာအဲ့ဒါကြတော့ဘလို့အပြစ်မျိုးရှိပါသလဲဗျာအင်ကြီးဝတ်တာကိုပြောတာလားတင်ပါဗျာဩဒီပါသင်္ကန်းရောက်ဩသင်္ကန်းရောက်တကယ်တော့ဦးစင်းတို့ရန်နေဆိုတာအန်တကိုက်တောင်မိုးရအောင်အန်တကိုက်တောင်မိုးရအောင်ဘာလို့ဆိုတော့ဒီမြတ်စွာဘုရားကလိင်္ဂသာသနာနဲ့ပတ်သက်ပြီးတော့ဟောထားတာရှိတာဟုတ်အဲ့တော့ဒီလိင်္ဂသာသနာမှာရန်နေကလူနဲ့မတူအောင်လို့ပါတယ်အင်ညောမေအာကပောကရဏီရောတဲ့ဦးဇင်းတို့ပပစိတဗိနာသုံးပါလေမြတ်စွာဘုရားဟောတယ်ငါတို့ရန်နေဆိုတာလူနဲ့မတူအောင်ကျင့်တဲ့မြတ်စွာဘုရားလေလူနဲ့တူလို့မရဘူးလူနဲ့တူရင်ဘာဖြစ်လဲဆိုတော့ကြာရင်လူစိတ်ပေါက်လာမယ်ဟုတ်လားလူစိတ်ပေါက်လာရင်ဘာဖြစ်လဲလူလောက်တာတွေရှောက်လုံးမယ်ဟုတ်လားအဲ့တော့ကြာတော့ဘာဖြစ်လာလဲဆိုတော့ကိုယဟန်လို့မေ့လာတယ်တမနာတင်ညာလို့ခေါ်တာပေါ့နော်ကောမျိုးဟုတ်တော့မလားတမနာတင်ညာပျောက်သွားတာတမနာတင်ညာပျောက်သွားတဲ့အခါကျတော့ဒီဘက်ခေတ်မှာကြည့်လေကိုယဟန်လို့မေ့ပြီးတော့လောက်တာများလာတကယ်ကသိလားတကယ်ကိုဒကမကြီးဥမာဆိုပါစို့သီလရှင်တွေဘာတွေဝတ်ဖူးလာတော့မသိဘူးပေါ့နော်သီလရှင်တွေဘာတွေဝတ်လို့ရှင်သီလရှင်ဝတ်စုံဝတ်ပြီးကရုံးတုံးပြီးသီလရှင်ဝတ်စုံဝတ်လိုက်ပြီဆိုတော့ဟာငါလူလိုနေလို့မရတော့ဘူးဆိုတော့မှုဝင်သွားတယ်မလားအဲ့ဒါပြောတာဒါဆိုရင်လူလိုကိုလိုက်မလို့ဖြစ်တော့ဟုတ်တော့မလားအေးအဲ့ဒါပြောချင်တာနော်အဲ့တော့ကိုကအဲ့ဒီအခြေခံစိတ်နေစိတ်ထားကိုမှမရှိတော့ဘူးဆိုရင်လူလိုလုံးတော့မှာပေါ့ကိုမှကြည့်လေဦးဇင်းတို့ဆရာဝန်တွေကြည့်အပြင်ထွက်လာတယ်ဆိုရင်အရက်ဝတ်နေဆိုရင်ပေါ့ပါနေတယ်ဟောစေးရုံစေးကမှသူတို့လောင်းကုတ်ဝတ်လိုက်ပြီဆိုလို့ရှိရင်သူတို့ဆရာဝန်ဆိုတဲ့မှုဝင်သွားပြီဒါဒီတိုင်းနေချင်တိုင်းနေလို့မရတော့ကျောင်းဆရာဆရာမတွေလည်းဒီတိုင်းပဲလေအရက်ဝတ်နေဆိုရင်နေချင်လို့နေပါကျောင်းဝတ်ဆောင်နေဆိုရင်လက်ဖေးဆိုင်တော့မထိုင်ရတော့ဘူးလို့ပါတော့ဒါအဲ့ဒါပဲအဓိကကိုဘာဆိုတာမမေ့ဖို့လိုတယ်ဒါကြောင့်မြတ်စွာဘုရားကအဝတ်ကိုအရေးကြီးတယ်ဆိုတာအဲ့ဒါလူဝတ်ဖို့မဝတ်ခိုင်းဘူးဆိုတာအဲ့ဒါနော်မဝတ်ကောင်း